လာပါရှင်ကျမနာမည်စုစုပါကျမတငယ်ချင်းတွေအများဖြစ်ခေါ်တာတော့ချစ်ပန်လို့ခေါ်ရတယ်ရှင်ကျမရဲ့ဝါသနာပါဆုံးရာတော့ဒီ makeup ပညာစပင်အစိုးရတော့ကျမအဲ့ဒါအရောဝါသနာပါပါတယ်ပြီးရင်လည်းအမှုပညာလောကမှာဆိုလည်းကျမအရင်ကဝါသနာပါပဲဒီတချင်းနဲ့ဆိုရဲပတ်သက်တဲ့အရာတွေပေါ့နော်ဒီနေ့ကျမတချင်းလာဆိုတာဖြစ်ပါတယ်သူငယ်ချင်းတွေအားလုံးလည်းဒီလိုတချင်းဆိုဝါသနာပါရောနော်ဒါပြန်လို့ရပါတယ်ရှင်ကျမနဲ့အတူတူကျမအခုကျမကိုကြိုက်တဲ့လူများရှိတယ်ကျမအတွက်ကျမကိုနဲ့အားပေးကြပါလို့ပြောချင်ပါတယ်ရှင်ချင်းတွေဟာမြေတမ်းပြောင်းလဲနေတဲ့ချစ်ရဲ့ဒီကဘာပေါ်မှာချစ်တယ်လေမြညာကြတဲ့လူတွေများကြီးတဲ့အိုးဟာချစ်သူလေးရဲ့မင်းကဒီလိုဝေးရမအကြောင်းစုပဲဝေးပြစနေကျနာသူရဲ့မိအနာနာနေလေးပဲကိုနေချင်လေပိုင်စင်ချစ်လေးရဲ့စနေစမေစကားမပြောပါနဲ့ Oh yes my love မင်းကိုတဲ့အောင်ဝေးနာရမပေးနဲ့ပေးပါနဲ့တကယ်ချင်းများကျမဆိုတဲ့တခြင်းနှစ်သက်မယ်ဆိုရင်ဘုတ်ပေလို့ရပါတယ်နော်တကယ်ချင်းတို့လည်းဝါသနာပါရင်လည်းကျမနဲ့အတူလာပြန်လို့လည်းရပါတယ်ရှင်အားလုံးပဲဖိတ်ခေါ်ပါတယ် bye bye